အိုးဘွယ်ဆိုကလေးကစားစရာဆိုအိုးဘွယ်ရောင်းတာဆိုဒါလေးလည်းပန်ကြတာဆိုတော့အပျော်ပွဲပေါ့နော်ဒါကြောင့်အုပ်ပုတ်ပွဲတော့ခေါ်အုပ်ပုတ်ခိုးပွဲပေါ့အုပ်ပုတ်ခိုးပွဲလို့ခေါ်ကြအများအုပ်ပုတ်တွေဝယ်တာလေကလေးတွေကိုအုပ်ပုတ်တွေဒါပါပဲဒီအုပ်ပုတ်ပဲပြင်ပါတယ်ဘယ်နေရာမှမရှိဘူးဝမ်းလေးရလေလက်ရှိလေးကိုရလာအုပ်ပုတ်တွေဝယ်တာလေကလေးတွေကိုအုပ်ပုတ်တွေဒါပါပဲနေ့တန်းကို၄កောက်၅កောက်လာတာဘလို့နေတယ်လူတွေအများကြီးနဲ့ဟိုတိုးရတာပေါ့ဘယ်လာရောဒီကျန်တော့နန္ဒတောင်ရွာနန္ဒတောင်ရွာကနှုတ်ကတာတောင်နေပေါ်တက်နှုတ်ကတာတောင်မှာပဲပေါက်တာတောင်ပေါ်မှာပဲပေါက်တာသူကတောင်ကြီးမပေါက်ဘူးတောင်ပေါက်တဲ့တောင်မှာပေါက်တာတောင်တိုင်းမပေါက်ရောက်ကောင်းတယ်ရောက်ကောင်းပါလေဈေးတော့မရောက်ဒီနေ့အရင်နှစ်က1000ရတယ်ဒီနေ့900ရောင်းတာအဲ့လိုဈေးမရဘူးဘယ်လိုကြောက်လဲရောင်းတဲ့သူများရောင်းတဲ့သူများလို့မိုးလည်းကောင်းတော့ကြောက်ပန်းတွေကပွင့်တယ်လေအဲ့လိုပြောကျန်တော့ငငယ်လေးကကိုလိုပြောမှဆိုဘိုးစင်ပေါက်တဲ့ပေါ့နော်မေးတို့ခိတ်ကအဲ့လိုမျိုးအုပ်ပုတ်ပွဲတဲ့ရောင်းတဲ့တောင်မြုံပွဲကတော့ခုနည်းနည်းစောင်းလိုက်ဟိုတော့ရေတနာကူပွဲတဲ့ရောင်းတယ်လက်သက်မှုရောရှေးတုန်းကတည်းကဟိုလိုပြောမှဆိုရင်ဒါမမနဲ့လေးပွဲဟိုပါပေါ့အုပ်ပုတ်ပွဲဆိုကလေးကစားစရာဆိုအုပ်ပုတ်ပွဲရောင်းတာဆိုဒါလေးလည်းပန်ကြတာဆိုတော့အပျော်ပွဲပေါ့နော်ဒါဒီနေ့ဒါဥပ္ပဝေလာလေတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ဒါအရင်နေ့တရားရောက်ဘူးလားရောက်ခဲ့ရှင်ဟုတ်ကဲဒါကောင်းပါပါလေတော့ကြောက်ခဲ့ပဲကြောက်ခဲ့ပဲဟုတ်လားဒီရောက်ပြီဆိုဒါလေးကဒါဝယ်နေကြပဲလားဟုတ်ကဲ့ဝယ်နေကြပဲနေတာပဲအခုမှအိုးဘော်တွေဝယ်လာတဲ့ပြပါအောင်ပါလေဝယ်လာကလေးလေးတွေလက်ဆောင်ပေးဖို့ဒီကပွဲတော်လေးလာတာဘယ်လိုတင်တော့ပြောလားပြောပါတယ်ရှင်ဟုတ်ဘူးတော့ရိုက်ပြီဟုတ်ရိုက်ပြီးသွားရိုက်ပြီးသွားရိုက်ပြီးသွားဒီမှာဒါဘိုးဘိုးတွေရောင်းရဟုတ်ကဲ့ရှင်ဟုတ်ကဲ့နှစ်စင်ရောင်းပြတာပဲဟုတ်နှစ်တိုင်းရောင်းတာနော်ဒါကကြတော့ကလေးစောတဲ့အိုးပုတ်ပေါ့ဟင်းချက်တဲ့အိုးပုတ်ကလေးတွေအစုံပေါ့ဒါလေးတွေကကြတော့စင်လေးတွေစူဘူးလေးတွေဆွန်းအုပ်ကလေးတွေအဲ့လိုမျိုးလေးဂျိုးလေးတွေအဲ့လိုလေးရောင်းတာပေါ့ဒီပွဲကဒါဆိုရိုးရပေါ့ဟုတ်ရိုးရပွဲဖြစ်သွားတာပေါ့အရင်တော့ကတော့ဒီတော့မစီဘူးဗျဒါခုကျတော့ခါကျတော့တစ်တော့တွေတက်ခစ်စားလာရောဗာရောခါကျတော့ live မောကနေပြီးတော့တစ်ဆင့်အကုန်လုံးတိပြီးတော့ခါကျတော့အုပ်ပုတ်ပွဲမှာဓာတ်ပုံလှလှလေးလာရိုက်ကြတာဒါလေးဆိုရင်ကျွန်တော်တို့ဆိုရင်လာတဲ့လူတွေကိုဓာတ်ပုံလှလှရိုက်စေခြင်းတို့တခြားကြကြနာနာလုပ်ပေးထားတာဒါလေးဆိုရင်ဒါကြောင့်အုပ်ပုတ်ပွဲတော့ခေါ်အုပ်ပုတ်ခိုးပွဲပေါ့အုပ်ပုတ်ခိုးပွဲလို့ခေါ်ကြအများခိုးကြတာပါခုတို့အတိမိတ်ဆွေတွေကတည်ရမလားအုပ်ပုတ်ကလေးစသွားတာလို့အဲ့လိုမျိုးလေးပေါ့အုပ်ပုတ်ခိုးပွဲဆိုပြီးတော့နေမိတွင်တာရှင့်စိတ်ဆိုးလို့တော့မရဘူးတည်ရင်တော့ပြန်ထားခဲ့ကြတယ်အချို့လူတွေကျတော့လည်းကြမ်းကြမ်းမလန်းတဲ့လောက်တဲ့ချိန်တွေဆိုရင်တော့လက်သစ်မခံဘူးပေါ့ဒီလိုမျိုးခုဒါသူတို့ဆိုရင်ဒါအပျော်ဆော့တယ်ဒါအပျော်လုပ်တယ်ဆိုတာတည်တော့ခါကြအဲ့လိုမျိုးလေးပေါ့အုပ်ပုတ်ကလေးချထားခဲ့ဘယ်ယူသွားတယ်ပေါ့အဲ့လိုမျိုးလေးပေါ့အတိမိတ်ဆွေတွေကနေစာရင်းနဲ့လာအားပေးနေပေါ့ပြီးတော့ခါကြတော့ရက်ကွက်ဖျားပွဲပုံစံဖြစ်နေတော့ခါကြတော့ရက်ကွက်လုံးမှုတ်ကျွေးကြတယ်အခုနောက်ပိုင်းယောဂရဲ့ဖြစ်ပြီးနောက်ပိုင်းညမှာတိတ်မယ်အဲ့လိုမုတ်တွေပါမျိုးရရင်းနှီးကလေးဆိုရင်အိမ်တိုင်းမုတ်ကျွေးတယ်မုတ်တယ်ရဲ့လို့တိတ်မရှိဘူးအုပ်ပုတ်တယ်တွေရဲ့အဲ့လိုမျိုးအယုတ်တယ်တွေရဲ့ပဲရှိရရှင့်အုပ်ပုတ်ရက်ကွက်မှာကျင်းပါတယ်အုပ်ပုတ်ပွဲတော့86စီတာလန်း1လန်းမှာဒါအုပ်ပုတ်ပွဲတော့ကျင်းပတာပါလို့အချို့လူတွေကမသိကြဘူးလမ်းဘယ်မှာတော့လို့မေးကြတာများရဲ့ရှင့်နေလားမတို့ကတောင်မျိုးကနေလာခဲ့ရရှင်အရင်နေ့တရားရောက်ပြီလားဒီနေ့ကတော့မရောက်ပြီဘူးဒါပထမဆုံးပဲစီးတယ်ဆိုလို့ရောက်လာဟာဘလို့နေလဲအခုရောက်တော့စီကားတော့ပြောစရာကောင်းတယ်ပူတော့ပူတယ်ကောင်းပါအောင်ဗာလေးကြောက်ကပန်းလေးဟုတ်ဒါလေးရလာလို့ပေါ့အခုဒီရောက်ပြီဆိုတော့ဗာလေးတော့ပြီတော့ဘိုးဘိုးလေးဝယ်ဘိုးဘိုးလေးဝယ်ဝစီတယ်ရှိရအခုကဒီဘက်လမ်းလျှောက်ပြီးတော့ဝယ်ယူပါ
ဘေးကဒါတကယ်ချင်းကညီမလေး ညီမလေး ဒီမှာရောက်ပြီးတော့ဗာလေးလောက်ခဲ့တဲ့စဉ်းစားတာလေးလေ ဒီမှာရောက်ပြီးဆိုပုံလေးရိုက်မယ်ဟိုဥပုံလေးရိုက်မယ်ပေါ့ တခုမလောက်တော့သူကရောင်းတာ လက်ဆောင်လောင်းတာ လောက်တော့ လက်ဆောင် ဟုတ်အဲ့ဒါဘာလို့ခေါ်လဲ ရောက်ကပ်ပါ ဟုတ်ကဲ့ပါဒါလေးကဒါသူကတစ်နှစ်မှတစ်ကြိမ်ဒီပွဲတော်ကာလမှာရောင်းပြတာပေါ့ ဟုတ်ကဲ့ပါဘောတော့ကပ်ပါကြောင်မြောင်းလို့လည်းရောင်းတယ်လေ ဟောတောင်မျိုးချင်းလေနော် ဒါတောတွေတော့နှုတ်ရတာလေတောတွေတော့နှုတ်ရ အဲ ဒါသူကရိုးရာရ ရိုးရရိုးရဒီရက်ကအိုးပုတ်ထွက်တဲ့ရက် ဟောဒီကိုတစ်ခါပဲကျင်းပါလား တစ်ခါပဲပြင်ပါတာ သူကဘယ်ရက်မှကျင်းပါတာ ဒီအိုးပုတ်ပဲပြင်ပါတာဘယ်နေရာမှမရှိဘူးပေါ့ သူကရိုးရာရတချို့အိုးကအိုးကိုတာမှာရှိရသူက အဲဟုတ်တယ်သမီးတော့ခိုးသွားတာပေါ့ ဒါပေမဲ့စိတ်ဆိုးလို့မရဘူးလား ဟမ် စိတ်ဆိုးလို့မရဘူး ရဘူးပြန်တောင်းရတာပေါ့ ဟုတ်လား ဘာလို့အိုးကအစုံပေါ့ဒါကလေး စုံစုံကလေးကစားတဲ့အားလေးတွေ10လုံးကို4တောင်း4တောင်း 10လုံးကို 4တောင်း